မဒီနာအနီးရေမတော်တဆမှုတွင်အိန္ဒိယဥမရခီသွား42ဦးတည်ဆုံးဆော်ဒီအာရေဗျနိုင်ငံမဒီနာမြို့အနီးတွင်ဖြစ်ပွားခဲ့ပြီးကြေကွဲဖွယ်ဘတ်စကားမတော်တဆမှုတစ်ခု၌အိန္ဒိယဥမရခီသွား42ဦးတည်ဆုံးခဲ့ကြောင်းသတင်းရရှိသည်တနင်္ဂနွေနေ့ညကမက္ကာမဒီနာအဝေးပြေးလမ်းမပေါ်တွင်ဖြစ်ပွားခဲ့သောရေမတော်တဆမှုကြောင့်အိန္ဒိယဥမရခီသွား42ဦးအသက်ဆုံးရှုံးခဲ့ရသည်အဆိုပါထိရသည်မက္ကာမဒီနာအဝေးပြေးလမ်းမကြီးပေါ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။အိုမရာခရီးသွားများသည့်မက္ကာမြို့၌အိုမရာဝတ်ပြုမှုများပစ္စည်းပြီးနောက်မဒီနာသို့ဘတ်စကားဖြင့်ခရီးဆက်လာခြင်းကြေကွဲဖွယ်ဖြစ်ရနှင့်ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ဘတ်စကားမောင်းသူသည်ရင်ကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲဒီဇယ်စီတင်ရင်တစီးနှင့်တိုက်မိခဲ့သည်။တိုက်မိပြီးနောက်ဘတ်စကားတစ်ခုလုံးမီးလောင်ကျွမ်းခဲ့သောကြောင့်သေဆုံးသူများကိုခွဲခြားသိရှိရန်ခက်ခဲခဲ့သည်။လူသုံးဦးမှာဒေတာတွင်ဆေးရုံတစ်ခုတွင်အခြေအနေဆိုးရန်ရစေဖြစ်သည်ဂျတာမျိုးရှိအိန္ဒိယကောင်စစ်ဝင်ချုပ်ရုံးကမတော်တဆမှုနှင့်ပတ်သက်၍24နာရီပတ်လုံးထိန်းချုပ်ရေးအခမ်းတစ်ခုဖွဲ့စည်းကကူညီဆောင်ရွက်ပေးလျက်ရှိသည့်အိန္ဒိယဝန်ကြီးချုပ်နရိန္ဒရာမိုဒီဒုတိယသမ္မတ CP ရာဒါခရစ်နန်နိုင်ငံသားရေးဝန်ကြီး S ဂျိုင်ရှန်ကအပါအဝင်အခြားအိန္ဒိယခေါင်းဆောင်များကအဆိုပါမတော်တဆမှုထနန်းနဲစွာဝန်내ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်သက်ဆိုင်ရာကအိုမရာခီးသွားမိသားစုများအထက်အကူအညီပေးနိုင်ရန်ဖရီဖုန်းနံပါတ်83244433ကိုခွင့်လွှတ်ပေးထားသည်မက္ကာမဒီနာလမ်းကြောင်းသည်ရှစ်လမ်းသွားအမြန်လမ်းမကြီးဖြစ်ပြီးဘတ်စကားများအတွက်တနအီလကီလိုမီတာ120အမြန်နှုန်းကန့်သက်ချက်ရှိသည်ဆာဥဒီအာရေဗျသည်လမ်းဘေးကင်းရှင်းရေးအတွက်ယင်းနှိမ့်မြုပ်နှံမှုများပြုလုပ်လျက်ရှိသည်